Hello ဒီနေ့တဲ့မိသားစု zoo သွားလဲပါမယ်ရန်ကုန်တရိတ်ဆန်ဥယျာဉ်သွားလဲမှာပါဒီနေ့ဟာလေးနေလေးလက်တာတယ်ဆိုပြီးတော့သွားလိုက်တာဟိုရောက်တော့နေရသားရုံမကောက်ချစ်တောက်ကိုပူတာပဲဆိုတော့ဒီကိုပဲကြည်လိုက်ချွေးတွေကိုရွှဲလို့ဒီနေ့ပြီးတော့လေပိတ်ရက်လေးဖြစ်နေတဲ့ခါကျတော့ဘက်ဂီလည်းငှားလို့မရဘူးအရင်လဲလူတန်းစီရတဲ့အတွက်ကြောင့်စပိန်လေးပဲငှားပြီးတော့ကလေးတွေနဲ့သွားခဲ့ပါတယ်ဆိုတော့ပို့ပြီးတော့ပြင်ပန်းတယ်ပေါ့နော်ဆိုတော့အကောင်လေးတွေလိုက်ကြည့်ကြတဲ့အစာလေးတွေကျွေးတယ်ဒီမှာကြည့်လိုက်ဘလောက်ကြောက်လဲဆိုတော့နောက်မှသူကင်နာတာပြီးတော့ဒီအထွတ်မှာငါးစာလေးတွေကျွေးခဲ့ကြသေးတယ်အကောင်တွေကတော့အရန်ကြီးမများတော့ဘူးရင်တော့ဟာလောက်ဒါမဲ့ရှိရဲ့အကောင်လေးတွေကိုစုံလင်းတော့အစာတွေကျွေးခဲ့တယ်ကြည့်ခဲ့တယ်ပြီးတော့သူတို့စာအုပ်ထဲမှာမြင်ဘူးတဲ့အကောင်လေးတွေကိုလည်းမေးရင်ပြောရင်းနဲ့သူတို့နဲ့ဒီနေ့ zoo လေးကိုပတ်ခဲ့တယ်ပေါ့နော်နေရန်ပူလာတဲ့နောက်တော့သူတို့အဲ့ထဲမှာရှိရဲ့ indoor playground လေးမှာခဏလေးကလေးတွေကိုပေးကစားရတယ်ပေါ့နော်နေလေးနေပူတာတက်တာတော့မှပဲသူတို့လည်းပြန်ဖို့အတွက်ပြင်ထွက်ခဲ့ကြတယ်ဒါကတော့သူတို့မိသားစုတရက်တာ zoo လေးတွေပတ်ခဲ့တာပါတတား